ဒီကောင်လေးဟာရွာသူရွာသားအလုံးရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်ဖခင်ဖြစ်သူကိုသူကိုယ်တိုင်လှုပ်ထားတဲ့လေအားလျက်စစ်ဆက်လေးကိုပြသခဲ့ပြီးအဲ့ဒါကိုပုံစံငယ်အနေနဲ့အသုံးပြုပြီးရေပြက်နေတဲ့လက်မြေတွေကိုရေသွင်းဖို့မျှော်လင့်ခဲ့တာပါဘာပဲဖြစ်ဖြစ်အစားအစာမရှိရင်ရွာတရွာလုံးငတ်မတော့မှာပါဒါပေမဲ့ဥဆုံးအနေနဲ့ပိုကြီးတဲ့မောင်းတဲ့တစ်ခုတိစောက်ဖို့အတွက်သူတို့မိသားစုရဲ့တစီရဲသောဆက်ပြီးကိုဖြုတ်ဖို့လိုအပ်နေပါတယ်ပညာမတတ်တဲ့ကလေးတစ်ယောက်ကလေစွမ်းအင်နဲ့လျှက်စစ်ထုတ်လုပ်နိုင်လိမ့်မယ်လို့ဘသူကယုံကြည်မှလဲသူ့ဖေကတော့လုံးဝမယုံကြည်ခဲ့ပါဘူးမယုံကြည်ုံသားမကဒေါသတကြီးနဲ့ကောင်လေးရဲ့ဆက်ကိုဖျက်ဆီးပစ်လိုက်ပြီးမြေစီလွာမရှိတဲ့မြေကြီးကိုသာကော်ပြားနဲ့တူးနေဖို့အော်ဟစ်ဆူပူခဲ့ပါတယ်ကော်ပြားတစ်ချက်ရိုက်လိုက်တိုင်းဖုံမှုတွေသာတလိမ့်လိမ့်တက်လာခဲ့တယ်ဒီမြေဟာစိုက်ပျိုးဖို့အတွက်အရန်ချောက်တွေ့လုံးနေပြီးရှေ့မှာလဲပူပြင်းတဲ့ရာသီလပေါင်းများစွာကျန်နေသေးတာကြောင့်ချွေတာဆူဆောင်းထားတာလေးတွေရှိတဲ့ရွာသားများပြားဟာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးကြံရစ်သူတွေကတော့ငတ်မွတ်ခြင်းကိုရင်ဆိုင်နေခဲ့ရပါတယ်စိတ်ပိုင်းဖြတ်ထားတဲ့ကောင်လေးဟာသူ့သူငယ်ချင်းတွေကိုစုပြီးဖခင်စီကိုတပန်ချင်းကက်ကဆက်ပြီးကိုတောင်းဆိုဖို့စ조사ခဲ့ပေမဲ့ဆက်ပြီးကိုမရခဲ့တဲ့အပြင်စူပူချင်းမောင်းချင်းနဲ့ပါရင်ဆိုင်ခဲ့ရပါတယ်။ကောင်လေးကလက်မလျှော့ခဲ့ပါဘူးသူ့မှာရှိတဲ့အသိပညာနဲ့ဒီချက်တဲကနေရွာကိုဥဆောင်ပြီးရုံထွက်နိုင်မယ်ဆိုတာသိပါတယ်။သူဟာအမိုက်ပုံတွေကရရှိတဲ့ပစ္စည်းတွေကိုဂရုတစိုက်စီစဉ်ထားခဲ့ပြီးအခုလိုအပ်နေတာကဆက်ပြီးရဲ့မောင်းနှံပဲရှိပါတော့တယ်။သူ့မေတည်သွားတဲ့အခါအဖေနဲ့စကားများခဲ့ကြပြီးလူတွေငက်ပြီးတည်တော့မယ်အခုအချိန်မှာဆက်ပြီးကဘာကောင်းကျိုးပေးမှလဲလို့ပြောလိုက်ပါတယ်။သူမရဲ့စကားတွေဟာသူ့အဖေရဲ့ရင်ထဲကိုထိမိခဲ့ပုံရပါတယ်။သူဟာဆက်ပြီးကိုစီးပြီးသူ့သားကိုရှာတွေ့ခဲ့တယ်ပြီးတော့ဘဝမှာအချို့သောຢာတွေကအိမ်မက်တွေဖြစ်ပြီးအချို့ကတော့မဟုတ်မမှန်တာတွေပေါ့အဖေကကိုအမြဲတမ်းကြရှုံးနေတယ်လို့ခံစားနေခဲ့ရကြောင်းပြောလိုက်တဲ့အခါကောင်လေးကဒါကအိမ်မက်မဟုတ်ဘူးမဟုတ်မမှန်တာလည်းမဟုတ်ဘူးအဖေကကျွန်တော်ရဲ့ရင်ထဲမှာတော့ဘယ်တော့မှကြရှုံးနေတဲ့သူတယောက်မဟုတ်ခဲ့ပါဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီလိုမျိုးရင်ဖွင့်စကားပြောပြီးနောက်ဖခင်နဲ့သားဟာပြန်လဲတင့်မြတ်သွားခဲ့ကြပြီးသူ့ရဲ့ဆက်ပြီးကိုပေးအပ်ခဲ့ရုံသားမကတစ်ပင်တွေခုတ်ရမှာပါကူညီပေးခဲ့တယ်တခြားရွာသားတွေပါပါဝင်ကူညီပြီးအထောက်အကူပြုပေါင်ကိုတိစောက်ရမှာကူညီခဲ့ကြတယ်မကြခင်မှာပဲကောင်လေးဟာရိုးရှင်းတဲ့ရေစုပ်ဆက်တစ်ခုကိုယူလာပြီးရေရင်းပေးမှာတက်ဆင်လိုက်ပါတယ်နောက်ဆုံးမှာသူ့ပြီးတက်ထားတဲ့လေယာဟတ်တွေကိုဘောင်ပေါ်ကိုတင်လိုက်ပြီးဝါယာကြိုးတွေကိုချိတ်ဆက်လိုက်ပါတယ်ထို့နောက်ရွာတရွာလုံးအတွက်မျောလင်းချက်ရဲ့တင်ကြေတက်ဖြစ်တဲ့လေအားဆက်ဟာစတင်လဲပတ်လာပြီးခဏအကြာမှာရေစုပ်ဆက်ဟာအသက်ဝင်လာခဲ့ကရေရင်းထဲကရေတွေကိုစုပ်ယူလာနိုင်ခဲ့ပါတယ်ကောင်လေးနဲ့သူ့ဖခင်ဟာပျော်ရွှင်စွာနဲ့ပွေးဖက်လိုက်ကြပါတယ်ဒါဟာအိမ်မက်မဟုတ်ခဲ့ပါဘူးရေရှိရင်တီးနှံတွေပြန်ဆက်ပြိုးနိုင်ပြီးမိုးကောင်ရေရှားမှုကိုကျော်လွှားနိုင်ပါတော့မယ်